အဲ့ဒီဆွန့်ကတ်တဲ့ပွဲမှာနန်းတွင်းထဲမှာဆွန့်ကတ်တဲ့တန်ခါ2000ကိုအကုန်လုံးလာတယ်ရာဟုလာရဲ့မဲတော်တပားတည်းမလာဘူးတရှုံလုံးလေအလျှော့တွေပေးခဲ့တာဒီတစ်ခါမပေးဘူးဗျနိုင်ယူရင်လို့စိတ်ကောက်တယ်ကောက်တယ်နော်စိတ်ကောက်တယ်ချိတ်ပြီးငိုးနေတာရတော်တွေကသခင်မဗျာသခင်မဗျာနန်းဆောင်ထဲမှာတန်ဃာတော်2000နဲ့သခင်မရဲ့မောင်တော်တိတ်တတာမင်းသားမှာဖယားရှင်ဆွန့်ဖုံးဝေတဲ့ကြွပါကြွဘူးတဲ့နိုင်လူရင်လို့စိတ်ကောက်တယ်တဲ့လားကြည့်ပြီးမိန်းကလေးလက်နဲ့ဆိုတာမျက်ကြည့်ပြီးငိုးတယ်ကြွဘူးသူဘာပြောလဲကြည့်သူဘာပြောလဲမကြွဘူးတရှိမရှင်ဂုဏောအတ္တိသယမေဝမမသန္တိကံအယဗုဒ္ဓအာဂမိတတိအာဂရမေဝနံဝန္ဒိတာမိအနိုင်အဲ့ဒီတခုတော့နိုင်တယ်ဟဲ့အကယ်၍များဒုများရဲ့ကျေးဇူးတွေကိုအဲ့ဒီပုဂ္ဂိုလ်သိတယ်သတိရတယ်ဆိုရင်ကိုယ်တိုင်နန်းတော်တွေကိုကြွမှာကြော့မယ်မကြွရင်မကြော့ပါအလျှော့ပေးတယ်နော်ဖျားရှင်တော်မှာရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလအက္ခတော်ကနှစ်ပါးကိုခေါ်ပြီးတော့သူ့ခမီးတော်ယူတပိတ်လေးပေးပြီးတော့ရာဟုလာရဲ့မဲတော်အခန်းကိုသွားရအောင်တဲ့အလျှော့ပေးတယ်ဗျအလျှော့ပေးတယ်တခါတော်ကြီးလျှော့ပေးတယ်မြတ်စွာဘုရားဗါတယ်လေအဲ့ဒီမှာမြတ်စွာဘုရားနဲ့အက္ခသာဝကနှစ်ပါးအဲ့တော့အက္ခသာဝကနှစ်ပါးရဲ့ဘာကုလမထေရရတောရရဲ့တသင်္ချင်နဲ့ကဘာတသိန်းကိုပြန်သိနေတဲ့၄ဦးပဲရှိတယ်ကြံ့တာမသိဘူးသူတို့၄ဦးပဲရှိတယ်တသင်္ချင်နဲ့ကဘာတသိန်းပြန်အောင်မေ့နိုင်တယ်ကြံ့တဲ့လူတွေကမသိဘူးသာရဘိညာပတ္တရှိတဲ့ပုဂ္ဂိုလ်၄ဦးဒါသာသနာမှာ၄ဦးပဲရှိတယ်အဲ့ဒီမှာလဲရောက်ကုန်လွမ်းတယ်လေအတင်းပြေးပြီးတော့သာဝေကိုင်ဝေခင်နဲ့သာတို့မျိုးသမီးသည်တို့ရာဟုလာမတာသည်ရတော်ရရတော်ရမျိုးသမီးသည်ဝေကေနအတင်းပြေးလာလို့အာဂန္တဝါကိုပကေသူကေတွာခြေပမိုးတွေကိုပါနဲ့အဲ့လိုအဲ့ဒီမှာအမေတော်တန်လာကတို့သင်ပြီးပါရပိတိတရားရှိကွယ်ဆက်လက်ကနာပြည့်ပြိုးရှင်ခြေမိုးတော်၌ပါလေးနဲ့အပ်ပြီးတော့နေပါပေသည်တတ္တဝတိနာခொနတနာကာလပါလုံးတာကွေမင်းသားတယောက်သားကိုဖွားမိလို့မထောင်မထားမောင်ဖရားရဲ့ပြစ်တော့အမေကတော့တို့မေတော့အတန်လေးကောင်းတယ်တို့ကတော့အဲ့လိုမိမတန်မထောင်မထားမောင်ဖရားရဲ့ပြစ်ရှောင်ရှားပြစ်ခွာလို့အတန်လေးနဲ့မှတက်မှာကောင်းတယ်အဲ့ကျမှနေပါပေသည်လွမ်းစားကိုပယ်လွမ်းဆွဲကိုရုပ်သိမ်းအင်းငိမ့်စွာကြော့လိုက်ရပါတော့သည်ဖရားလို့သူ့လွမ်းသမျှတွေကိုမျက်ရည်နဲ့ဒါကြောင့်မလို့အလိုတော်ပြည့်ဆိုတဲ့ဖယားမှာခြေထောက်ကလေးဆင်းပြီးတော့နေတာအဲ့ဒီပုံစံပဲဗျရှာရှာပပမြန်မာပြည်မှာခြေထောက်လေးဆင်းပေးတာရတော်ရကပါးနဲ့အပ်ပြီးတော့မျက်ရည်တွေနဲ့သပင်နဲ့ပတ်ပြီးငိုတဲ့ပုံစံနောက်ကျတော့ဖုံးတော်ကြီးတွေကဖယားရှင်ရဲ့မျက်နှာမှာမိမကပါးနဲ့အပ်တာကြည့်မကောင်းဆိုရင်မိမရုပ်ကိုဖဲလိုက်တော့ခြေတော်ဆင်းတာလေးကျန်နေတာအဲ့ဒါကိုပဲမြတ်စွာဘုရားကပြန်ကြွမယ်ထင်ပြီးရွာတွေမှာတန်ရိုးတွေနဲ့ခတ်ထားတယ်ဖယားကိုဩရှေးအောင်ဖယားကိုဖယားပြန်ကြွတယ်ထင်